တကယ်ကိုထူးခြားထင်ရှားလာတဲ့ဘေအိုဘတ်တစ်ပင်အာဖရိက၏ရှေးဟောင်းအသက်တစ်ပင်ဘေအိုဘတ်ပင်ဟာကမ္ဘာပေါ်မှာအထူးခြားဆုံးတစ်ပင်တွေကတစ်ပင်ဖြစ်ပြီးအာဖရိကရဲ့အသက်ပင်လို့ခေါ်လို့ရှိပါတယ်။ဘေအိုဘတ်ပင်တချို့ဟာနှစ်ပေါင်း1000ကျော်သက်တမ်းရှိတာကြောင့်တမိုင်းဝင်အထိန်အမှတ်ပြယူအဖြစ်ရှင်သန်နေပါတယ်။သူတို့ရဲ့ကြီးမားတဲ့ပင်စီတွေကရေအမြောက်အများကိုတိုးလောင်ထားနိုင်ပြီးအလွန်အမင်းမိုးခေါင်ရေရှားမှုကိုကြော်လွှားနိုင်ပြီးခြောက်သွေ့တဲ့ဒေသတွေမှာရှင်သန်နိုင်အောင်ကူညီပေးပါတယ်။ဘေအိုဘတ်ပင်ရဲ့အသီးဟာအာဟာရဓာတ်ကျွဲဝပြီးဗီတာမင်စီအများဓာတ်နဲ့အန်တီအောက်ဆီဒန့်တွေကျွဲဝပါတယ်။တစ်ပင်ကိုယ်တိုင်ကတောရိုင်းတရိတ်ဆန်တွေနဲ့ဒေသခံအတိုင်းဝိုင်းတွေအတွက်ခိုလုံရာနဲ့အစားအစာတွေကိုပံ့ပိုးပေးပါတယ်။ရာစုနှစ်ပေါင်းများစွာကတည်းကလူတွေဟာဆေးဝါးအာဟာရနဲ့အရိပ်အတွက်မိခိုးအားထားခဲ့ကြပါတယ်။ယနေ့ခေတ်မှာဘေအိုဘတ်ပင်တွေဟာယာဒီဥတုပြောင်းလဲမှုတစ်တောပြုံးနှီးမှုနဲ့လူသားတွေရဲ့လှုပ်ဆောင်ရက်တွေကြောင့်ချိန်ခေါက်ခံနေပါတယ်။ဒီရှေးဟောင်းတစ်ပင်တွေကိုကာကွယ်ခြင်းဆိုတာဂေဟစနစ်ယဉ်ကျေးမှုနဲ့အနာဂတ်မျိုးဆက်တွေကိုကာကွယ်ခြင်းပဲဖြစ်ပါတယ်။ဘေအိုဘတ်ပင်ကိုကယ်တင်ခြင်းဆိုတာတစ်ပင်တစ်ပင်အကြောင်းတင်မဟုတ်ပါဘူး။အသက်ကိုထိမ့်သိမ်းဆောင်ရှောက်ခြင်းနဲ့လည်းသက်ဆိုင်ပါတယ်။